မင်္ဂလာပါရှင် Sunday on Air Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စိတ်ဝင်စားစရာထိတ်လန့်ချောက်ချားဖွယ်ဝတ္ထုတွေကိုကြိုက်နေတဲ့သူတွေအတွက်တရေကျွန်းလို့အမည်ပေးထားတဲ့ကိုရိုင်းရဲ့ဝတ္ထုဇာတ်လမ်းလေးတစ်ပုဒ်ကိုနားဆင်ရမှာဖြစ်ပါတယ်တရေကျွန်းအခန်းလေးယနေ့သည်ခရစ်စမတ်နေ့ဖြစ်သည့်အတွက်စနေတို့ရက်ွက်ထဲ၌ခါတိုင်းနဲ့မတူဘဲအိမ်များခြံများတွင်မိဘများထွန်းညှိထားကြသောကြောင့်ပတ်ဝန်းကျင်တစ်ဝိုက်တွင်ရောင်စုံလင်းလှပနေလေသည်ညနေဆောင်လောက်တွင်လမ်းထဲရှိအိမ်များမှမုတ်များလာပို့ကြသည်ဒေါ်ပူစုလဲမိဖို့တွေတွင်ကိတ်နှင့်ပူတင်းဖုတ်ပြီးရက်ွက်တွင်လှည့်ဝင်ရန်ပြင်ဆင်နေလေသည်စနေကမိခင်နှင့်မိဖို့ကြောင့်တွေကူညီနေသလိုဟန်နီနှင့်ဦးတင်ထွန်းကလည်းတရင်ကျွတ်ကာလာတုန်းကခြံထဲတွင်ထွန်းခဲ့သောမိဘုံလေးများကိုတင်ဆေးထားသည့်ကားကိုယ်တော်နှင့်မှသွားပြန်ထုတ်လာကခြံတွင်း၌အလှဆင်နေလေကြသည်ထိုအချိန်မှာပင်ဥပဝတ္တုမိသားစုကရိုးရမုံများယူဆောင်လာကရောက်လာကြလေ၏ဦးတင်ထွန်းကလှမ်းနှုတ်ဆက်သည်ဟာဥပဝတ္တုလာကြပြီကိုကြီးချစ်ကိုလာတဲ့ဟန်နီလဲချစ်ကိုစီအော်ပြီးပြေးသွားသည်ဥပဝတ္တုခြံထဲဝင်လာကြ၏ဦးတင်ထွန်းမီးစင်နေတာလားဗျကျွန်တော်ကူလုပ်ပေးမယ်ဥပဝတ်ကပြောဆိုဦးတင်ထွန်းလက်ထဲကမီးကြိုးများကိုဆွဲယူလိုက်ပြီးခြံရှိသစ်ပင်ပေါ်သွားချိတ်နေလေသည်ဦးတင်ထွန်းကဟန်နီကိုလှမ်းပြောလိုက်သည်သမီးငယ်ဒေါ်နိုင်တို့ကိုမေကြီးတို့စီခေါ်သွားလိုက်နော်ဒီမှာဖေကြီးတို့ဆက်လုပ်လိုက်မယ်ဟုတ်ဖေးဟန်နီကချစ်ကိုလက်ကိုဆွဲကခြံထဲမှပတ်ပြီးမိဖို့ကန်းရှိအိမ်နောက်ဖက်ဝင်ပေါက်သို့ဒေါ်နိုင်ကိုပါခေါ်သွားသည်ချစ်ကိုကသူ့လက်ထဲဆွဲလာသောမုံများထည့်ထားသည့်ခြေနှောက်ကြီးကိုအိမ်နောက်ဖေးခန်းသို့လိုက်ပို့ပြီးမှဦးတင်ထွန်းတို့ကိုကူညီရန်ခြံထဲပြန်ထွက်လာသည်မိသက်စင်သည့်ကိစ္စများပြီးတော့ဦးတင်ထွန်းတို့အိမ်ထဲသို့ဝင်လာကြသည်ဧကန်ထဲ၌လည်းစားစရာတောက်စရာများကအစုံအလင်ပြင်ဆင်ပြီးဖြစ်နေပြီတော့သည်ညစာစားတောက်ကြပြီးနောက်လူကြီးများဧကန်တွေစကားပြောနေကြစဉ်စန်နီတို့ညီအမနဲ့ချစ်ကိုကရက်ကွက်အတွင်းရှိအိမ်များသို့မုံများလိုက်ပို့ပေးကြသည်ထို့နောက်ချစ်ကိုကစန်နီတို့ညီအမကိုရက်ကွက်အတွင်းလှည့်ပတ်ပြပြီးနေခဲတငယ်ချင်းများနဲ့မိတ်ဆက်ပေးမည်ဟုလူကြီးများထံခွင့်တောင်းကထွက်လာခဲ့ကြလေသည်အချိန်မှာညနေ6နာရီခွဲခန့်သာရှိသေးတော်လဲကျွန်းသားရမြို့အထက်ဘက်ရှိတောရိပ်တောင်ရိပ်များကြောင့်အမောင်တူကတော့စတင်ဖုံးလွှမ်းနေပြီဖြစ်၏သို့သောလက်နှစ်ဖက်ရှိချမ်းများအတွင်း၌ထုံးညှိထားသောမိဘုံရောင်စုံကလေးများကြောင့်အလင်းရောင်ကောင်းစွာရလျက်ပတ်ဝန်းကျင်တစ်ဝိုက်နူးညံ့နှွေးထွေးသောရတကိုလည်းခံစားရလေသည်လမ်းထိပ်ရောက်လာတော့ချစ်ကိုကစကားဆသည်ကဲနင်တို့ရက်ွက်ထဲတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်ဒီလိုချိန်ဆိုသူတို့ရုပ်ရှင်အောင်မှရှိမလားကမ်းခြေဘက်ကငါတို့ကစားနေကြစခန်းမှာရှိမလားအဲ့နှစ်နေရာပဲလာငါတို့လိုက်ရှာကြည့်အောင်စန်နီးကခေါင်းခါသည်ဟေးအေးဟာငါတို့ရုပ်ရှင်ဘက်ကြီးကိုမသွားချင်ဘူးအမှနေရငါစိတ်ထဲတမျိုးကြီးပဲနေပါဦးနင်တို့ကအဲ့ဒီကိုဘာသွားလုပ်နေကြရတော့အဲ့ဒါလည်းငါတို့စခန်းပဲလေကမ်းခြေကကင်းစခန်းရုပ်ရှင်အောင်ပင်မစခန်းဟာအမလီကြီးကျယ်လိုက်တာဘာအလုပ်တွေများလုပ်နေကြလို့စခန်းနေတောင်ဖွင့်ထားရလဲဟဲ့ငါပြောရင်လည်းအောင်မယ်လာဟာလမ်းထကြီးမတက်ရက်နေရတာမကောင်းပါဘူးနင်တို့အဲ့ဒီကိုမသွားရင်လည်းကမ်းခြေဘက်ပဲဆင်းကြတာပေါ့ချစ်ကိုကပြောဆိုကမ်းခြေဘက်ဆင်းသောလှေကားစီသို့လျှောက်သွားလေရာစန်နီတို့ညီအမလည်းနောက်ကလိုက်သွားရလေသည်လှေကားထိပ်ရောက်တော့စန်နီကခုနကမိကုန်းကိုထပ်မိသည်ဟဲ့ပြောပါနင်တို့ရုပ်ရှင်တွေကိုဘာဝင်လုပ်နေကြရလဲလို့အေးနင်မေးလို့ငါပြောတာနော်နင်တို့နဲ့ငါအစတွေ့ချင်းတော့ငါပြောတယ်လေတရေဖန်းပွဲလာခြင်းညနေ6နာရီမှလာလို့အဲ့ငါတို့လုပ်ပေါ့ဟာငါတို့ကဒီမျိုးလူသစ်တွေဧည့်သည်တွေရောက်လာလို့ရှိရင်တရေဖန်းပွဲအကြောင်းစိတ်ဝင်စားအောင်ပြောပြပြီးတော့တယောက်တစ်ထောင်နဲ့တရေလိုက်ပြပေးတာလေမဟုတ်ရတာပေါ့ဟာဟဲရုတ်တရက်စန်နီဒေါသထွက်သွား၏အေးအစားရငါထင်းသားပဲနေငါတို့တရေเจ้าနေရှောက်လင်ပြောပြီးတော့ငါတို့စီကပတ်ဆက်ရအောင်ကြံနေတာဆိုငါသိတာပေါ့ငါတို့ကမိုးကိုရအောင်လုပ်တာဆိုပေမဲ့လူလိမ်နေမဟုတ်ပါဘူးဟာနင်တို့ကိုဒီမျိုးမှာတရေရှိတယ်ဆိုတာကိုပြောပြတယ်နင်တို့ကကြည့်ကျင်တယ်ဆိုရင်တယောက်တစ်ထောင်ပဲပေးငါတို့ကလိုက်ပြပေးတယ်ဒါပဲမယုံမကြည့်နဲ့ပေါ့န
နင်တို့ဘာလိန်နေလို့လဲ ချစ်ကိုလည်းဒေါသထွက်လာကဆန်နီကိုပြန်အောင်မိတော့သည်မြို့သူကောင်မလေးတွေများဒီလောက်အလျှော့ပေးနေတာတော့မကျေနပ်ချင်းပို့ပြီးနိုင်ကျင်တတ်ကြသည်ဟန်နီကတော့ဂျားရဲကမျက်နှာငယ်လေးနဲ့သူ့အမကိုကြည့်လိုက်ချစ်ကိုကိုကြည့်လိုက် အေးဒါဆိုငါ2000ပေးမယ်ငါတို့ညီမကိုတရေလိုက်ပြမတွေ့ရင်နင်းလိမ့်နေဆိုတာဝန်ခံရမယ် ဆန်နီစကားကိုကြားတော့အခါချစ်ကိုပြုံးလိုက်သည် ဒီလိုတော့ရှိတယ်ဟာတရေကတွေ့ကျင်တိုင်းတွေ့လို့တော့ရတာမဟုတ်အကြောင်းတိုက်ဆိုင်မှာသူတို့ကိုတွေ့ရတယ်မတွေ့တွေ့အောင်လုပ်လို့တော့ရတာပေါ့ဟာဒါပေမဲ့လူကြီးတွေကအဲ့လိုမျိုးကလေးတွေမလုပ်အောင်လို့တားထားတယ်ဟာ တွေ့လားနင်းကစကားကိုလှည့်ပတ်ပြီးပြောနေရပဲတွေ့အောင်လုပ်လို့ရရင်လို့လည်းပြောသေးတယ်လူကြီးတွေကမလုပ်ခိုင်းလို့မလုပ်ဘူးဆိုတော့ငါဘာအောင်ရောရမှာလဲ ချစ်ကိုကအင်မတန်စိတ်လျှော့ထားရသောမျက်နှာဖြင့် နေပေါင်းဟာငါပြောပါမယ်ငါလုပ်ပေးနိုင်တာကနင်တို့ငါတိထားတဲ့တရေရှိတဲ့နေရာတွေလိုက်ပြမယ်နင်တို့နဲ့ကန်ဆုံရင်တွေ့ရမှာပေါ့အေးဒါပေမဲ့တွေ့မတွေ့ငါနင်တို့စီကပတ်စံလုံးဝမယူနင်တို့ကတရေမြင်မှာအရင်ကြောက်မသွားကြလေဟုတ် အေးစိမ့်လိုက်လေဘာမှလိုက်ကြည့်ရမလဲပြောအခုလား အေးအခုကြည့်ရင်အခုလိုက်ပြမယ်လား ပြောရင်းဆိုရင်ချစ်ကိုသည်အုတ်လီကားမှလမ်းခွဲလေးအတိုင်းဘယ်ဘက်သို့ကွေ့လိုက်ကရှောက်သွားလေတော့သည်ချစ်ကိုဥတီသွားနေသည့်နေရာကတပ်ပင်ကြီးများမဲမောင်အုပ်ဆိုင်နေသည့်ခြံဝင်းကျဲကြီးတစ်ခုပတ်ဝန်းကျင်အရာအလုံးကတိတ်ဆိတ်မောင်မဲလျက်ရှိသည်ယူကိုများဝေဝါးနေသည့်ထိုနေရာတစ်ဝိုက်တွင်အေးတက်ကထူးထူးခြားခြားပုံနေတကဲ့သို့ခံစားရသည်ထိုခြံဝင်းကြီးထဲသို့စနီမဝမရဲ့လှမ်းကြည့်မိရာတွင်လေးတောင်ဆက်ဆက်တက်တာကြီးများအစီရီချထားသည်ကိုတွေ့ရသည်သို့သောတချို့နေရာတွင်မြေပုံမုံမုံများပေါ်၌ဆွေးမြေ့နေသည့်လဝါကတိုင်ပုံစံအပြက်အစီးများကိုပါမြင်လိုက်ရသဖြင့်ထိုနေရာကမြည်သည့်နေရာမျိုးဖြစ်ကြောင်းစနီသိလိုက်ရပေပြီ ဒါငါဟိုတခါပြောတဲ့တရေကျုံမြို့ဟောင်းကလေးကရှိနေတဲ့တင်းချိုင်းလေးအဲ့ထဲမှာတရေတွေကများလို့လာအထဲဝင်ကြမယ် တကယ်ဆိုတော့စနီတို့ညီမအနေဖြင့်ညဘက်မောင်မဲကြီးတဲ့တွင်တင်ချိုင်ကုန်းတဲသို့ဘလို့လို့ဝင်ရဲပါမည်နီ ဟင်တော်ပြီဟာတော်ပြီငါမလိုက်တော့ဘူးတရေလည်းမကြည့်ချင်တော့ဘူးနင်းနဲ့လည်းမခေါ်တော့ဘူးငါတို့ပြန်တော့မယ်လာဟန်နီပြန်ကြမယ် ပတ်ဝန်းကျင်အခြေအနေကြောင့်အားငယ်ထိတ်လန့်လာသောစနီမှာငိုတံများပင်ပါလာသည်ဒီလိုကြတော့လေစနီကိုချစ်ကိုတနာသွားမိသည် အေးလေတရေဆိုစာအုပ်လောက်ဖတ်ဖို့ရုပ်ရှင်လောက်ကြည့်ဘူးလေမြို့သူတွေထင်ပါရဲ့ ဟုတွေးတော့က အေးဟာနင်တို့ပြန်ချင်းလည်းပြန်ကြတာပေါ့ရပါတယ် ဟုလေအေးလေးနှင့်ပြောလိုက်ကတင်ချိုင်အပေါဝါမှလှည့်ထွက်လာခဲ့ကြလေသည်သို့တော့သူတို့ခြေလှမ်းသုံးလမ်းပင်ပြည့်အောင်မရှောင်လိုက်ရအငယ်မဟန်နီသည်စနီလက်ဆွဲခေါ်ရာနောက်သို့လိုက်မလာပဲလက်ကိုယုံထွက်ပြီးကြံနေရစ်ခဲ့သောကြောင့်ဖြစ်လေသည်သူတို့လှည့်ကြည့်လိုက်တော့ဟန်နီသည်ထိုနေရာ၌ပင်ငြိမ်သက်စွာရက်ပြီးမှောင်မဲနေသောတင်ချိုင်ထဲသို့လှမ်းငေးကြည့်နေသည်ကိုထိတ်လန့်ဖွယ်ရာမြင်လိုက်ကြရလေတော့သည် ဟန်နီဘာရက်လုံးနေရလဲပြန်ကြမယ်လား ဟန်နီကလှဲ့မလားသူမ၏မျက်လုံးများကအမောင်တူတဲ့သို့သာမမိတ်မတုံစိုက်ကြည့်နေသည် မမကြီးဟန်နီတရေကိုတွေ့ရတယ် စန်နီအလွန်ထိတ်လန့်သွားလေပြီဟန်နီပခုံးကိုတင်းနေအောင်လှမ်းဖက်လိုက်သည် ဟုတ်တယ်ဟိုနေ့ကမင်းပြလိုက်မှာတွေ့ခဲ့တဲ့တရေကိုလည်းအဲ့မှာတွေ့လိုက်ရတယ်အခုသမီးကိုလှမ်းခေါ်နေ ဟန်နီညီမလေးလာပြန်ကြမယ်နော်အလကားရှောက်နေရအမောင်လေးကိုကြည့်အဲ့လိုပဲရှောက်မြင်တတ်တယ်ဟဲ့ချစ်ကိုငါညမကိုရှင်းပြပေးအောင်ဒီမှာကလေးအကြောင်းလုံးပြီးရှောက်ဖြစ်နေပြီတင်တယ်ဒုက္ခပဲအိမ်ပြန်ရောက်ရင်ပြဿနာတွေတော့တက်ကုန်တော့မှာပဲ စန်နီမျက်ရည်များပင်ကျလာလေတော့သည်ချစ်ကိုကတပ်ပြင်းရှည်ကြီးအရင်ချလိုက်ပြီးမှ အေးနင်တို့ဒီလိုဖြစ်လိမ့်မယ်လို့ငါထင်တော့ထင်သားပဲစိတ်မပူပါနဲ့ဟာတရေတွေကလူတွေကိုအကြောင်းမရှိရင်ဘာမှတော့မလုပ်နိုင်ပါဘူး နင်အဲ့ဒီတရေအကြောင်းတွေမပြောဘဲနေလို့မရဘူးလား စန်နီအယူတယောက်လိုအားကုန်အော်ဟစ်လိုက်မိတော့သည်ချစ်ကိုကဘာမှထပ်မပြောတော့ပြီထိုအခါဟန်နီလေးကငိုနေသောသူ့အမပန်လှည့်လာလေသည် မမကြီးဟန်နီတရေတွေကိုတကယ်တွေ့ရတယ်အဲ့ချန်နေမှာဟိုနေ့ကကြောင်နန်းလေးထပ်တွေ့လို့ဟန်နီလှမ်းကြည့်နေရတရေတွေကချက်ချင်းတော့မမြင်ရဘူးခဏလေးကြာမှဖြည်းဖြည်းချင်းပေါ်လာတာဟန်နီကြည့်နေရလေဟိုမိပြလိုက်ကတရေဟန်နီကိုမြင်နေရတဲ့ပုံပဲကျန်တဲ့တရေတွေကဟန်နီကိုမမြင်အောင်ထင်တယ်သူတို့ဘာသာပဲပြောဆိုပြီးတွာလာနေကြတာ
ကဲနေကြုံပြီလားနင်းသာမတွေ့လားနင်းညမကိုယ်တိုင်တွေ့ပါတယ်လို့ပြောနေပြီလေ စနီဘာပြန်ပြောရမှန်းမသိတော့တေချာတီကတော့ဒီအတင်းချိုင်းကြီးနားမှာ10မိနစ်10စက္ကန့်တော့ထပ်မနေချင်တော့ပါ ငါအိမ်ပဲပြန်ချင်တယ်ငါတို့အိမ်ပြန်ရအောင်နော် အားငယ်ထိတ်လန့်စွာပြောမိသည်ချစ်ကိုကစနီမျက်နှာကိုတေချာကြည့်က အေးလေပြန်ကြတာပေါ့ဒါမဲ့နင်းမျက်နှာဒီလောက်ပြက်နေတာချက်ချင်းပြန်သွားရင်နင်တို့အိမ်ကတိသွားလိမ့်မယ်ဒီလိုလို့ငါတို့ကမ်းနားဘက်ကပတ်ပြန်ရမယ်ပင်လေရေလိုင်းနဲ့ချင်းမျက်စိတွေမြုပ်ပြီးရှောက်လိုက်ဟာနေစိတ်အေးဝအောင် ချစ်ကို၏အကြံပြုချက်အတိုင်းကမ်းခြေဘက်မှပတ်လျှောက်ကပြက်လာခဲ့ကြသည်ခြေထောက်များကိုရေဆင်လိုက်ရာအေဂျင့်သောအထီးတွေကြောင့်စန်နီစိတ်သက်သာရာနည်းနည်းရသွားသည်လေကလေးတဖြူးဖြူးတိုက်ခတ်နေတာကြောင့်လည်းပါလိမ့်မည်စိတ်ထဲတွင်တရံအေးသွားတော့နောက်တစ်ခုပေါ်လာပြန်သည်ယခုအဖြစ်ပြက်များကိုမိဘများတို့ပြန်မပြောရန်ဤနှကောင်ကိုပိတ်ထားရမည်ဖြစ်ကြောင်းသတိရလာသည် ကဲဆီယမဟန်နီနေအိတ်သေးရဲ့ကြောင့်နေဖေကြီးတို့မေကြီးတို့တော့မပြောနဲ့နော်ငါပါအဆူခံလိမ့်မယ်ဆူယုံနေမဟုတ်ဘူးနေအောင်လို့ဘယ်မှမထွက်ရပဲနေတော့မယ်နင်သိရမလား ဒါပေမဲ့မမကြီးဟန်နီတကယ်တွေ့ရတာ ကဲဟုတ်ပါပြီတွေ့တာမတွေ့တာကိုညင်းနေရမဟုတ်ဘူးအိမ်ကိုဘာမှပြန်မပြောနဲ့လို့ပြောနေရ အရေးတဲ့ချစ်ကိုကစကားအထာနာကောက်ကမျက်နှာဝင်ယူသည် နေခုတော့မငင်းနိုင်တော့ဘူးမလားငါမလိမ္မာဘူးလို့ပြောတာပဲ ပြောရင်းဆိုရင်လမ်းမပေါ်ပြန်တက်သည့်အုတ်လီကားလေးသို့ရောက်လာကြသည်စန်နီကဖုန်းထဲမှနိုင်ကိုတစ်ချက်ဖွင့်ကြည့်လိုက်သည် နေအောင်ဟာငါတို့ထွက်လာတာနိုင်ဝက်လောက်ပဲရှိသေးတယ်ငါသိကျင်တာတွေမေးဦးမယ်ခဏထိုင်ကြအောင်ဟန်နီနင်ထိုင်နိုင်သေးလားချမ်းနေပြီလား မချမ်းဘူးမမဟန်နီလည်းမပြန်ချင်သေးဘူးထွက်လာခဏလေးပဲရှိသေးတာ သူတို့၃ယောက်သားလေကတစ်များပေါ်ထိုင်စကားပြောကြလေသည် ကဲဟန်နီနင်တရေတွေကိုဘယ်လိုမြင်ရလဲပြောပါအောင် ကိုကြီးချစ်ကိုပြောလို့ဟန်နီအဲ့ချန်လေးကိုလှမ်းကြည့်လိုက်တော့ဟိုကြောင်နဲ့လေးကိုတွေးလိုက်တာအဲ့ကြောင်လေးကိုကြည့်နေရင်နဲ့ဘေးနားကနေဝါတာတာနဲ့အဖြူအောင်အရေးကလေးတစ်ခုပေါ်လာတယ်မမကြီးရဲ့ အဲ့ဒါဝိညာဉ်မောဟာ ချစ်ကိုကအားရဝမ်းသာထအော်သည်စန်နီမျက်စောင်းတစ်ချက်ပိတ်ထိုးလိုက်မှပြန်ငြိမ်သွားသည်ဟန်နီကစကားဆက်သည် အဲ့ဒီဝင်းညကိုကြည့်နေဘေးနားမှာတခြားအဖြူရိပ်တွေထပ်ပေါ်လာတယ်အဲ့ဒီချိန်မှာကြောင်လေးကဘယ်ရောက်တော့မှမသိရလို့ဘေးကိုလက်ပတ်ပြီးကြည့်လိုက်တော့မှအမလေးအဲ့ချန်နဲ့မတရေအများကြီးမမကြီးကယောက်ျားမိန်းမကလေးအစုံပဲတွေ့နေရတယ်ဒါပေမဲ့ဖြစ်အရေးတွေလို့တွေ့နေရတာသူတို့ဘာသာစကားတွေပြောတဲ့သူကလည်းပြောနေကြတယ်လက်လျှောက်တဲ့သူတွေကလည်းဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်ရှောက်နေကြတယ်ဟန်နီတို့တော့သူတို့မတွေ့ကြဘူး ဒါနဲ့နေပါအောင်နင့်ကိုတရေတကောင်ကလှမ်းခေါ်တယ်ဆိုအဲ့တရေကလည်းမိပြလိုက်မာတွေကတွေ့လာဆိုအဲ့ဒါတွေကိုဘာလို့ငါ့ကိုဟိုးနေတွေကမပြောရလဲဟဲ့ စန်နီဒေါသဖြစ်စွာအော်မိသည်ထိုအခါဟန်နီသည်မျက်နှာငယ်လေးဖြစ်သွားပြီးသူ့အမကိုမုံမမေရဲ့ကြည့်က ဟန်နီမမကြီးကိုပြောမလို့ပါဒါပေမဲ့မမကြီးကတရေကြောင်မပြောနေလို့ကိုကြီးချစ်ကိုအော်နေဟန်နီလည်းကြောင်လို့မပြောတော့တာ ထို့သို့ဆိုတော့လေစန်နီစိတ်မကောင်းဖြစ်ရပြန်သည်မိမိ၏ဒေါသကြောင့်မိမိညမလေးအားငယ်ခဲ့ရသည့်အဖြစ်ကိုယခုမှသတိထားမိသွားသည်ထို့ကြောင့်လေးတန်ကိုလျှော့လိုက်က အေးလေငါနဲ့ကိုစိတ်ပူလို့ပါဟာချစ်ကွာရှောက်ပြောနေတယ်ထင်ပြီးနင်းကြောက်မှစိုးလို့ ချစ်ကိုကဝင်ရှင်းပြသည် ငါတို့မြို့မှာတရေဆိုတာမထူးဆန်းဘူးဟာငါတို့လူမျိုးတွေကဘယ်သူမှမလာတဲ့ဟိုးပင်တွေကကျွန်းပေါ်မှာနေတော့ကရိုးရာမှုကျင့်တွေကိုဒီလိုတိုးတက်တဲ့နေရာထိရောက်လာတာတော့မဆွန့်လွတ်နိုင်ကြဘူးလေအဲ့ဒါကြောင့်သူတို့တန်ရုံးစင်ရှိတဲ့ဝိညာဉ်တွေဆိုရင်ခေါ်ထားကြတော့မယ်ပြန်မခေါ်ပြတော့တဲ့ဝိညာဉ်တွေကလည်းနတ်ဆရာရဲ့အမိန်ကြောင့်သူတို့ခန္ဓာကိုယ်ရှိတဲ့ဒီတင်းချိုင်းနာမခွာနိုင်ကြဘူးလေအဲ့ဒါကြောင့်နင်တို့လိုဧည့်သည်တွေကတရေเจ้าများစိတ်ဝင်စားရင်ငါတို့လိုမျိုးခံတွေကလိုက်ပြပေးတာပေါ့အဲ့ဒါနင်ကယုံမမယုံတာ အေးငါအခုတော့ယုံပါပြီဒါပေမဲ့ယုံနာမယုံနာတဲ့အရေးကြီးတာဟိုတရေကဘာဖြစ်လို့ငါညမကိုလှမ်းခေါ်နေရလဲအဲ့ဒီကိစ္စနေဖြေရှင်းပေးရမယ်ငါညမတစ်ခုခုဖြစ်လို့တော့နေမလွယ်ဘူးမှတ်တော့ချစ်ကို ချစ်ကိုမျက်လုံးပြူးမျက်စံပြူးနဲ့ကန့်ကွက်သည် ဟာငါဘာလုပ်လို့လဲဟာဟိုတရေဟန်နီကိုလှမ်းခေါ်နေရဆိုတာတော့အခုမှဟန်နီပြောလို့ငါလည်းနင်းနဲ့တူတူသိရတယ်ဟာ ဘာမသိဘူးဟာဒါတွေအလုံးနေစလာလို့ဖြစ်တာငါတို့ညီမကိုယ့်ဘာသာကိုနေတရေရှိမှလည်းသိမှာမဟုတ်ဘူးအဲ့ဒီမိပြလိုက်တဲ့တင်ချိုင်းကုန်းတွေကိုလည်းရောက်မှာမဟုတ်ဘူးနေဦးကြောင်ကြောင်တော့မလုံးနဲ့နော်ငါညမဘာမှမဖြစ်ပါဘူးလို့နေအခုဂရိပေးရမယ်အေးအခုဂရိမပေးရင်ငါနေအဖေနဲ့တိုင်ပြောမှာ ချစ်ကိုစိတ်ပြတ်စွာခေါင်းကိုတပြင်းပြင်းကုပ်နေမိတော့သည်
စကားတက်လွန်သောမျိုးသူကိုဘလို့ပြန်ငင်းရပါမလဲဟုခေါင်းပူအောင်တွေးနေရသည်ဟန်နီကဝင်ပြောသည် အဲ့ဒီတရေကဒေါ်ကြီးတယောက်ပုံမဲမမကြီးရဲ့မိသားလိုက်မှလည်းဟန်နီကိုသူ့နဲ့အတူနေခဲ့ပါလို့ပြောတယ်။အမေကကြောက်လို့မမကြီးနဲ့အိမ်ကိုပြန်มาလို့ပဲပြောလိုက်တော့ငိုပြီးအမောင်ထဲမှာပြန်ပြောက်သွားတာ။ခုနတရေအများကြီးပေါ်လာလိုက်ကြည့်နေတော့အဲ့ဒီတရေကြီးကိုခြံထဲမှာပြန်တွေ့ရပြန်အောင်သူကသမီးကိုပြုံးပြီးတော့ကြည့်နေတာပြီးတော့လက်ရက်ပြီးတော့လှမ်းခေါ်နေသမီးကမသွားပါဘူး။ဒါပေမဲ့ကြောက်လည်းမကြောက်တော့ဘူးလို့ခံစားရတယ် ဆန်နီယူးကျင်လာသည်ဒီကောင်မလေးကိုတရေတွေကစိတ်ညှို့တာတွေဘာတွေများလုပ်နေပြီလားဟုစိတ်ပူပန်စွာရှောက်တွေးနေမိတော့သည်ဟန်နီရောချစ်ကိုရောနှစ်ယောက်စလုံးကအလိုက်အသိစွာငြိမ်သက်နေကြသည်ဆန်နီပြန်ပြောလာမည့်စကားလုံးများကိုစောင့်မျှော်နေကြသည်ခဏမျှငြိမ်သက်စဉ်းစားနေပြီးမှဆုံးဖြတ်ချက်ချလိုက်သည့်ဟန်ဖြင့်အားလုံးထိတ်လန့်သွားစေမည့်စကားတစ်ခုကိုဆန်နီပြောလိုက်သည် ငါတရေတွေမြင်အောင်ဘာလုပ်ရမလဲ ချစ်ကိုပါဇက်အပြေးသားဖြစ်သွားသည်နားမလည်နိုင်သောမျက်လုံးများဖြင့်ဆန်နီကိုငေးကြည့်နေမိသည်ဟန်ဒီကလည်းသူ့အမောက်ကိုအံ့ဩစွာလှည့်ကြည့်သည်တရေဆိုလုံးဝမယုံခဲ့သူအတန်ပင်မကြားချင်ခဲ့သူကဘလို့ဖြစ်သွားပါလိမ့် ဟုတ်တယ်နင်တို့နှစ်ယောက်ကတရေတွေမြင်ရတယ်ငါကမမြင်ရဘူးအဲ့ဒါကောင်းတော့ကောင်းပါဒါပေမဲ့ငါညမကိုတရေတကောင်ကခေါ်ဖို့ကြိုးစားနေတာဆိုရင်တော့ငါအသက်နဲ့လဲပြီးတော့ကာကွယ်ရမှာပဲအဲ့ဒါကြောင့်ငါလည်းသူတို့ကိုမြင်ရဖို့ရလိုတယ်နင်ပြောရလေတရေတွေကိုမြင်အောင်လုပ်လို့ရတယ်ဆိုငါ့ကိုအခုမြင်အောင်လုပ်ပေးဟာ သူ့ဘက်လှည့်ပြီးဒလက်ဆက်ပြောနေသောဆန်နီကိုချစ်ကိုဘာပြန်ပြောရမှန်းပင်မသိတော့ပါရခင်တခါထိုကိစ္စလုံးမိသဖြင့်သူ့အဖေကျွန်းသားကြီး၏လိမ့်ကြောင်မိဖြင့်ဆုံးမပုံမူလေသူမမေ့သည်ညီတို့လောက်ရမည်နီခက်လာကြီးရဲ့မျိုးသူရဲ့ငါတော့လူပေါင်းမားပြီဟုလေချစ်ကိုတွေးမိနေသည် ဟဲ့ငါပြောနေရကြလားနင်အခုငါ့ကိုတရေမြင်အောင်လုပ်ပေးမလုပ်ပေးရင်တော့နင့်အဖေကအကုန်တိုင်ပြောပြမယ် ချစ်ကိုကရှေ့မှကုန်းဖြင့်သွားနေသည်ဆန်နီတို့ညီမကသူ့အနောက်15ပေခန့်အကွာမှပုံရှိုးကွယ်ရှိုးဖြင့်လိုက်ရသည်အိမ်ပြိုအိမ်ပြက်များဖြင့်လူသွားလူလာပြတ်တော်လမ်းတနေရာဖြစ်သည်ထိုလမ်းမှာတခြားမဟုတ်ရုပ်ရှင်ရုံပြက်ကြီးရှိရာလမ်းစုံသို့ရောက်သောလမ်းပင်ဖြစ်ပြီးချစ်ကိုတိတ်တိတ်ဆိတ်ဆိတ်ချင်းကပ်နေသည်မှလည်းတခါဆန်နီတို့ညီမကိုထွက်ကြည့်သောအတော်ကြီး၏အိမ်ကုတ်လေးစီသို့ဖြစ်ပါသည်ထိုအိမ်သားသို့ရောက်သောအခါချစ်ကိုကဆန်နီတို့ညီမအားနေခဲ့ရလက်ပြသဖြင့်လမ်းဘေးတနေရာရှိခြုံတစ်ခုဘေးတွင်ညီမနှစ်ယောက်ထိုင်ဆောင်နေရလေသည်ထိုအခါချင်းမဲကြီးများကချက်ချင်းရောက်ရှိလာကမှောင်ကြီးတဲ့ငြိမ်ပြီးထိုင်နေကြသောညီမနှစ်ယောက်အားစိမ်ပြေနှပြေတွေ့ကြပါလေတော့သည်သို့သောဆန်နီတို့မှာအတန်ထွက်အောင်မရရဲကြလက်ဖြင့်အတန်မထွက်အောင်ရန်ရင်ငြိမ်ခံနေကြရလေသည်ချစ်ကိုရှိရာသို့လှမ်းကြည့်လိုက်တော့ကုန်းကွာကွာဖြင့်ထိုအိမ်ကုန်းလေးရှိရာလမ်းဘေးသို့အပင်များကွယ်ကချင်းကပ်သွားသည်ကိုမြင်နေရသည်ထို့နောက်ထိုအိမ်ထရန်ဘေးနားကပ်၍ချစ်ကိုကထိုင်ချလိုက်သည်ပြီးတော့ထရန်ကြားမှတဆင့်အိမ်တွင်းသို့ငြိမ်သက်စွာချောင်းကြည့်နေလေတော့သည်ထိုအိမ်ကုတ်မဲမဲကြီးမှာတရေကျွန်းမျိုး၏နတ်ဆရာအိမ်ဖြစ်သည်ဟုချစ်ကိုကပြောပြသည်စန်နီတို့ညီမတခါတွေးလိုက်ရသည့်အတော်ကြီးမှာနတ်ဆရာ၏မိန်းမဖြစ်သည်တဲ့တရေမြင်ရသည့်စိတ်ဆိုသည်မှာထိုနတ်ဆရာထံတွေသာရှိသည်တခါသူတို့တငယ်ချင်းတစုပတ်စံ1000ယူပြီးတရေဖန်ပွဲလောက်ရာတွင်ဧည့်သည်ကောင်လေးကတရေမမြင်ရသဖြင့်သူတို့ကိုလိန်သည်ဟုစနီကဲတို့ပင်ဆွတ်ဆွဲရာချစ်ကိုတို့အဖွဲသည်မခံကျင်စိတ်ဖြင့်ထိုဆေးကိုနတ်ဆရာကြီးထံမှတွားရောက်ခိုးယူပြီးထိုဧည့်သည်ကောင်လေးတယောက်အားအလောင်းအစားလောက်ကတရေမြင်အောင်ပြခဲ့ဘူးလေသည်သို့တော့ထိုကောင်လေးကနှုတ်မလုံးပဲမိဘများကိုပြန်ပြောပြသဖြင့်သူမိဘကချစ်ကိုအိမ်သို့လာတိုင်ရာသူတို့ဇလန်းတွေအကုန်ပေါ်သွားပြီးလက်ကြောင်မီးဖြင့်အတီးခံရကြောင်းပြောပြသည်ထိုအကြောင်းများကိုစနီသိရတော့ထိုဆေးကိုရအောင်ယူပေးရမည်ဟုချစ်ကိုအားအကြက်ကင်ပြီးနတ်ဆရာအိမ်သို့သူတို့ရောက်လာကြခြင်းဖြစ်လေတော့သည်မောင်မဲကြီးတဲ့တွင်စနီတို့ညီအမချင်းများကိုသွေးလူရင်းထိုင်ဆောင်နေရသို့10မိနစ်ခန့်အကြာတွင်ချစ်ကိုကုန်းဖြင့်ခတ်တုတ်ပြန်ရောက်လာသည် ဟဲ့လာကြလီမြင်မြင်တော့မယ် ဘာလို့ရမှန်းမသိ၍သူ့ကိုဦးကြောင်ထိုင်ကြည့်နေသောညီအမကိုချစ်ကိုကခတ်အုပ်လေးတန်ဖြင့်ပြောလိုက်ပြီးသူမတို့ထအလာကိုပင်မဆောင်တော့ပြီရှေ့မှတုတ်ချီတင်လေတော့သည်စန်နီတို့ညီအမလည်းအမြန်ထပြေးကသူ့နောက်လိုက်ရတော့သည်ကမ်းခြေဆင်းသောအုပ်လေကား၏အလဲလမ်းစုံနေရာကလေးအရောက်မှချစ်ကိုကထိုင်ဆောင်နေသည်ကိုတွေ့ရ၏
နေရလေစောင့်တော့မစောင့်ရှေ့ရပြေတာမှုံးနေရပဲတခုခုဆိုအားကိုအောင်မေ ဆန်နီအပြစ်တင်စကားကိုချစ်ကိုကမခံ ဟဲ့နင်တို့ဘယ်သူမှဘာမှလုပ်မှာမဟုတ်ဘူးငါ့ကိုမိဝိုင်းရင်သာငါအဖေစီအရေးကုန်ကွာအောင်လာတီးခိုင်းပါဟဲ့ ကဲဘယ်မလဲတရေမြင့်စီရလာလား ယော့အဲ့ဒါမျက်လုံးမှာကွင်းလိုက် ဘူးကလေးတစ်ဘူးကမ်းပေးသည်ဆန်နီငုံကြည့်လိုက်တော့ပေးရုပ်စီဘူးပြားနီနီတေးသေးလေးတန်ကြီးများတက်ကဆေးတွေတော့ကွာနေပြီအဖုံးဖွင့်ကြည့်လိုက်သည်အတွင်း၌မြင်ရတာတော့ပေးရုပ်စီလိုပါပဲညိုညစ်ညစ်အစီခဲလေးနည်းနည်းထည့်ထားတာတွေ့ရသည်ဘာစီရီမန်တော့မသိ ဟဲ့ဒါပါရီတော့ တရေမြင်စေးလေ ချစ်ကိုကခတ်တူတူဖြေသည် ဩနင်ပြောမှလားဘာရင်းနဲ့လှုပ်ထားလဲသိလားလို့ အေးနည်းနည်းတော့သိတယ်လူယိုးမုံရယ်ညောင်စည်းရယ်ခွေးတွေကြောင်နေရဲ့မျက်ချီရယ်ပြီး အ တော့ မလီတော်ပါတော့အန်ထွက်တော်မယ်တခြားစီးမရှိဘူးလားယွန်စရာကြီး တခြားဆေးတော့မရှိဘူးဟဲ့မကြည့်ရင်လည်းနေငါမှခက်ရခက်စိခိုးလာတာ ချစ်ကိုစိတ်ဆိုးသွားမှန်းသိတော့ဆန်နီပြန်လျှော့ရသည် မဟုတ်ပါဘူးဟဲ့ငါစကားအဖြစ်ပြောတာပါဒါနဲ့နေဒီစီကိုဘယ်လိုယူလာလဲပြောပါအောင် သူတို့အိမ်နာကတ်သွားပြီးချောင်းနေရတာဗောဟာသူတို့လင်းရင်ဗရင်းမောက်ကနေနတ်ဆရာကြီးရဲ့စိတ်ခုံပေါ်လှမ်းနှိုက်ရတာဗောငါတန်ကောင်းကျင်တော့နတ်ဆရာကြီးကအိမ်မှာမရှိဘူးဟာခရစ်စမတ်နေ့ဆိုတော့သူတို့ဘဲတွေကညစာစားဖို့ဖိတ်ထားတာသွားမှာဗောအိမ်မှာအဖွားကြီးတယောက်လည်းရှိနေလို့လွယ်သွားတာမဟုတ်ရင်ဒီဆေးတောင်ယူလို့ရကြမှာရမှာ အေးဟာနေတော်လို့လည်းပါပါတယ်ငါတို့သာဆိုလုံနိုင်မှာမဟုတ်ဘူးငါအခုမျက်လုံးမှာလူလိုက်ရတော့မလား ဆန်နီမြောက်ပြောလိုက်တော့လေချစ်ကိုမှကျေနပ်သွားရသည် နေဦးဟာဟိုတင်းကျင်းသားပြန်ရောက်တော့မှကွင်းအဲ့စီကစိုးနေလုံးမဲ့တရေကိုမြင်ရတာ၆သွားရင်မမြင်ရတော့ဘူးဟာ ထို့သောဖြင့်၃ယောက်သာတင်ကြိုင်းရှိရာသို့နောက်တစ်ခေါက်ခြိတက်လာကြပြန်လေတော့သည်ည9 နာရီကျော်လာပြီဖြစ်သဖြင့်ပတ်ဝန်းကျင်တစ်ခုလုံးကအမှောင်တူအောက်တွင်ငြိမ်သက်တိတ်ဆိတ်သွားကြပြီဖြစ်သည်ပိုးကောင်အော်တန်တချို့သာညင်းငွေ့ဖွယ်ထွက်ပေါ်နေ၏တရေကျွန်းတင်ချိုင်းကြီးကိုလှမ်းမြင်ရသောနေရာတွင်စနီးတို့၃ယောက်အကွယ်တစ်ခုတွင်ထိုင်ပြီးတိုင်ပင်နေကြသည် ဟဲ့ငါတို့အခုတရေကိုတွေ့ရရင်ရောသူတို့ကဘာပြန်လုပ်နိုင်လဲ တရေဆိုတာမျိုးကသူတို့နဲ့အကြောင်းမဆုံးရင်ငါတို့ကလည်းမမြင်ရသလိုသူတို့ကလည်းငါတို့ကိုမမြင်ရဘူးဟာဒါပေမဲ့အခုနတ်ဆရာရဲ့မျက်ကွင်းစင်းနဲ့ဆိုရင်တော့ငါတို့ကမြင်ရပြီသူတို့ကငါတို့ကိုမမြင်ရဘူးအဲ့လိုပေါ့ ဒါဆိုဟန်နီကဟိုတရေနဲ့အပြန်အလှန်မြင်နေရတယ်ဆိုတော့တခုခုအကြောင်းရှိနေလို့များလားငါစိတ်ပူလိုက်တာဟာအဲ့လိုဆိုရင်ရောဘာကြီးဖြစ်တယ်လဲ တရေမြင်ုံနဲ့တော့ဘာမှမဖြစ်ပါဘူးဆိုမှဟာသူတို့နေတဲ့ခရုကုံကိုအိမ်ယူသွားတာမျိုးလို့ဆိုရင်တော့ဟိုသူတို့နဲ့ပတ်သက်မိသလိုဖြစ်သွားပြီးတော့အပြန်အလှန်ဆက်သွယ်လို့ရသွားတာပေါ့အဲ့ခါကျရင်သူတို့လှုပ်ချင်တာကြီးရှောက်လုံနိုင်သွားတာပေါ့ဟာအဲ့ဒါကိုပဲမသိတဲ့လူတွေကတရေ6တယ်လို့ပုံနကတိုက်တယ်လို့ပြောနေကြတာ ကဲဒါဆိုလည်းငါမျက်လုံးကိုစိတ်လူပြီးတော့ဟာငါလည်းနေလို့လို့တရေမြင်ရမှာငါညမကိုဘလို့တရေနေရများနှောက်ယှက်နေလဲဆိုတာသိပြီးကိုညီနိုင်မှာပေါ့ ချစ်ကိုကစနီးမျက်လုံးနှစ်ဖက်ကိုသူတို့နတ်ဆရာကြီးနှစ်လို့ဖွယ်မဟာတရေမြင်စေကြီးဖြင့်အကွင်းကြီးကြီးကွင်းပြီးလူပေသည်အမှန်ကိုဆိုရလျင်တော့ထိုဆေးကိုစနီလက်ဖြင့်ပင်မထိကျင်ပါပြီးတော့မျက်လုံးထဲလဲဝင်လို့မရတဲ့ထို့ကြောင့်ချစ်ကိုပဲဆရာတင်ကလူခိုင်းလိုက်ရခြင်းဖြစ်လေသည် မျက်လုံးမိတ်ထောင်းဒီမှာတစ်ဖက်ကြံနေတယ်ငါဆေးတွေချော်လူပြီးနေမျက်လုံးနဲ့ဝင်ကုန်မှာဆိုလို့တော့ကြတရေတွေမကဘာမှမမြင်ရတော့ပဲဖြစ်နေမှာ စနီလည်းမျက်လုံးများကိုတင်းတင်းမှိတ်ထားရသည်မျက်လုံးများ၏ပတ်ပတ်လဲတွင်အေးစိမ့်သွားသလိုခံစားနေရသည် တခြားတရေတွေမြင်ရမမြင်ရအရင်မကြည့်ပါဘူးငါအဓိကမြင်ချင်တာကတော့ငါညမကိုခေါ်နေတဲ့တရေပဲဟန်နီအခုအဲ့တရေကိုခြံထဲမှာတွေ့သေးလား ဟန်နီပြန်ဖြေတန်ကိုမကြားရချစ်ကို၏အတန်ကပြူးပြူးပြဲပြဲဖြင့်ထွက်လာသည် ဟာဒုက္ခပဲဟန်နီမရှိတော့ဘူးဟာ စန်နီစိုးရိမ်စွာမျက်လုံးများဖွင့်လိုက်မိသည်ဟုတ်ပါရဲ့ထိုနေရာတွင်သူမတို့နှစ်ယောက်သာငုတ်တုတ်လေးရှိနေသည်ဟန်နီဘယ်ရောက်သွားသည်မသိနှစ်ယောက်သားအမြန်ထရက်ကပတ်ဝန်းကျင်အမောင်တူတဲ့သို့လှည့်ပတ်ရှာကြည့်ကြသည်ဟန်နီကိုဘဲမှမတွေ့ရသို့တော့စန်နီသည်မြင်နေရသောမြင်ကွင်းများကြောင့်မျက်လုံးအပြူသားပါးစပ်အဟောင်းသားဖြင့်ငေးဆိုင်ကြည့်နေရုံသာတက်နိုင်လေတော့သည်အတန်လည်းမထွက်နိုင်တော့လှုပ်ရှားခြင်းလည်းမပြုတ်နိုင်တော့ပြီသူမမြင်နေရသည်မှာပတ်ဝန်းကျင်တစ်ဝိုက်ရှိရှိသမျှတစ်ပင်တစ်ကိုင်းများနှင့်ခြုံပုတ်မျက်ဖုတ်ပါမကြံတရေဝင်းရင်
မှင်စာတဆေးဖုတ်တပတ်စားသဖြင့်မမြင်အပ်သောတတ္တဝါပေါင်း16000တို့ကိုဘာသာဘာဝမြူတူးသွားလာလှုပ်ရှားနေကြသည်ကိုအတိုင်းအသားမြင်နေရသောကြောင့်ဖြစ်ပေသည်အထူးသဖြင့်တရေကျိုးတင်ကြားကြီးအတွင်း၌ခြေပြက်လက်ပြက်တရေများခေါင်းပြက်နေသူများတကိုယ်လုံးသာမကမျက်နှာပုံစံပါမပြပြင်းတော့လောက်အောင်မီးလောင်ကျွမ်းခံထားရသူများရင်ဝကြီးဟောင်းလောင်းပွင့်ထွက်နေသူများဥတန်းလက်အခွေလိုက်ကြီးများကိုလက်ဖြင့်ပိုက်၍ပြေးလွှားနေသူများစသဖြင့်ထိတ်လန့်စပွဲပုံပန်းတရံရှိသောတရေများစွာရှိနေသည်ကိုမျက်ဝါးထင်ထင်တွေ့နေရတော့သည်စနီအသားများဒဆက်ဆက်တုံလာသည့်အထိကြောက်လန့်လာမိလေသည်တကိုယ်လုံးလဲစက်သိမ်းမွင်းခြင်းများထလာနေသည်ကိုခံစားရ၏ဤမြထိတ်လန့်ယူရှာစရာတရေများပြည့်နေသည့်တင်ကြိုင်ကုန်းထဲသို့ဟန်နီများဝင်ရောက်သွားခဲ့ပါလေညီတို့ဆက်ဖြစ်ကြမည်ညီမလေးအကြောင်းစနီတွေးမိတော့ကြောက်စိတ်ထက်စိုးရိမ်စိတ်ကပိုလာသည်ချစ်ကိုဘက်သို့လှည့်ကြည့်လိုက်တော့ပြုံးစီးစီးဖြင့်သူမအောင်ကြည့်နေသည်ချစ်ကို၏အကြောင်းလန့်ကင်းနေသောဟန်ပန်ကြောင့်စန်နီလည်းတက်တိနည်းနည်းရှိလာတယ်လို့ခံစားရ၏ထို့ကြောင့် ဟဲ့ချစ်ကိုငါနင့်ကိုဆွဲထားမယ်နော်နင်အရှိရသွားဟာဟန်နီကိုမြန်မြန်လိုက်ရှာကြအောင် အေးတကူတခါရှာနေစရာမလိုပါဘူးဟန်ဒီဘာမှရှိတယ်ငါသိပြီလား ချစ်ကိုကပြောပြောဆိုဆိုရှေ့မှလျှောက်သွား၏စန်နီလည်းချစ်ကို၏အင်ကြီးစားကိုမလွတ်တမ်းဆွဲကင်ကနောက်မှလိုက်ရလေတော့သည် ဟဲ့ဟန်နီကဘယ်မှာလဲငါတော့မတွေ့ဘူးနော်အဲ့တယ်ဝင်သွားတယ်ဆိုတာနင်သိကြလို့လား တင်ချိုင်းထဲဝင်ဖို့ခြေလမ်းပြင်နေသောချစ်ကိုအားမဝတ်မရေလေးမေးလိုက်မိသည်ချစ်ကိုကတော့ပိုင်ပိုင်နိုင်နိုင်လေးတန်ဖြင့် သိကြပါတယ်ဟာလာစမ်းပါငါကဒီမှာနေပြီးတရေဖမ်းပွဲလုပ်နေတဲ့လူပါဟာငါမှလည်းတရေမိတ်ဆွေရှိပါတယ်ဟိုမှာတွေ့လားသူတို့လက်ညှိုးထိုးပြနေတာနင်ညမဟိုးတင်းကြိုင်နောက်နာမြေပုံရှိမှရှိတယ်တဲ့ ဟမ်ဒါဆိုမြန်မြန်သွားအောင်ဟာငါဟန်နီကိုအရန်စိတ်ပူလာပြီ တင်ချိုင်းဝင်ပေါက်တန်တကားကြီးကစိတ်ယုံသာစိတ်ထားသဖြင့်တပေကခဟဟလေးဖြစ်နေသည်အတွင်း၌ကမြင်မကောင်းရှုမကောင်းဖြစ်နေသောတရေများစွာကဥဒဟုဖြတ်တန်းသွားလာလျက်ရှိနေကြသည်စနီခြေလမ်းများတုတ်သွားရပြန်သည် ဩဘာဖြစ်ပြန်ပြီလဲဟာ သူ့အိမ်ကြီးနောက်ကျောဘက်ကိုပြဲထွက်တော့မည်အလားတင်းနေအောင်အစွဲခံထားရသဖြင့်ချစ်ကိုကစိတ်မရှိသလိုလှဲ့မိသည်စနီကခြောက်ချားစွာဖြင့် ငါမကြည့်ရတော့ဘူးကြောက်တယ်ဟာမျက်လုံးကစိတ်ဖြတ်လိုက်အောင်မလား ဟာနင်ကလေခက်ခက်ခဲခဲသွားကူးလာပြီးမှအလကားဖြစ်ခံလို့ခဏလေးသိခံလိုက်ပါဟာသူတို့ကနင့်ကိုဘာမှမလုပ်နိုင်ပါဘူးဆိုနင်ညမကိုသွားမကြည့်တော့ဘူးလား စနီအန်လေးကြိတ်လိုက်သည်ထို့နောက်ဆုံးဖြတ်ချက်ချလိုက်ပြီး အေးဒါဆိုလဲသွားဟာငါနင်းနောက်ကနေကောင်းအောင်အောက်ပဲငုံကြည့်ပြီးလိုက်ခဲ့မယ်နင်ဟန်နီကိုတေချာရှာပေးနော် အေးလာငါနောက်ကသာလိုက်ခဲ့ သူတို့နှစ်ယောက်စကားထက်မပြောတော့ပဲတင်ချိုင်းတဲသို့ဝင်ခဲကြလေတော့သည်အထဲရောက်သည်နှင့်များစွာသောတရေတစီဝိညာဉ်တို့ကသူတို့နှစ်ယောက်ခန္ဓာကိုယ်ကိုတွန်းဝင်ဖျက်လျှောက်သွားကြ၏ထိုကဲ့သို့ခန္ဓာကိုယ်အားဝိညာဉ်တကောင်ဖောက်ဝင်သွားသည့်အခါစက်သိမ်းများထသွားခြင်းကြော်ရိုးတရှောင်စိတ်မီချမ်းတက်လာခြင်းမိမိဦးခေါင်းကအလွန်ကြီးလာတဲ့ကဲ့သို့တင်းကျပ်လာသည်ဟုခံစားရခြင်းများဖြစ်ပေါ်လာသည်ကိုစန်နီသတိထားမိလိုက်သည်သူမကတော့ဘာတွေပဲဖြစ်ဖြစ်လုံးဝမောမကြည့်ဟုဆုံးဖြတ်ထားသည်အောက်ကိုသာတွင်တွင်ငုတ်ပြီးချစ်ကိုနှောင်းမှအင်ကြီးကိုဆွဲကာလိုက်သွားရလေ၏ဟိုးမှာဟန်နီကိုတွေ့ပြီ ချစ်ကို၏အတန်ကြောင့်စန်နီခေါင်းကိုထောင်လိုက်ပြီးသူ့လက်ညှိုးညွန်ပြရနေရာသို့လှမ်းကြည့်လိုက်သည်ဟန်နီလေးကိုတွေ့ပါပြီမြေပုံမိုးမိုးတစ်ခုရှိတွင်ဟန်နီသည်အိမ်ဝိတ်ချခံထားရသလိုငြိမ်သက်စွာရက်နေသည်စန်နီထိုနေရာသို့ပြေးသွားလိုက်သည်ချစ်ကိုလည်းနောက်ကလိုက်ပါလာသည်အနာရောက်တော့ဟန်နီလက်ကိုတင်းနေအောင်ဆွဲကင်လိုက်ပြီး ဟန်နီညီမလေးလာအိမ်ပြန်ကြမယ်လာဟမ်နဲ့သားတွေကလည်းအေးဆက်နေရပြီ ဟန်နီကသူ့အမကိုရီဝေနေသောမျက်လုံးများဖြင့်အသက်မပါသလိုလှည့်ကြည့်သည်စကားတော့တခေါမှမပြော လာညီမလေးဒီမှာအရန်အေးလာပြီနောက်လဲကြနေပြီမေကြီးတို့စိတ်ပူနေလိမ့်မယ်ပြန်ကြမယ်နော် ထိုအခါမှဟန်နီအသိဝင်လာသလိုမျက်နှာကဦးကြောင်ကြောင်လေးဖြစ်လာသည် မမကြီးဟန်နီအိမ်မပြန်ကျင်သေးဘူးဟန်နီကိုသူကအိမ်လိုက်လေမလားတဲ့ဟိုအနီးကမင်းနေတယ်အနီးကတနာပါရဲ့မမကြီးရဲ့ခုနဟန်နီကိုဖတ်ပြီးငိုနေရမမကြီးကိုလာတော့ကြောက်တယ်လို့ပြောပြီးဒီနေကြီးအောက်ထဲဝင်ပုန်းသွားတာ စန်နီထိတ်လန့်စွာလှမ်းကြည့်ပြီးတော့မြေပုံမိုးမိုးကလည်းဘာမှရှိမနေကြဟ
ဟန်နီကတတွတ်ဆက်ပြောနေသည် ဟိုမိပြလိုက်မာတွေကအဲ့အတော်ကြီးတရေကိုတွေ့တာဟန်နီကိုသူကလေ ဟဲဒီကောင်မလေးပေါက်တက်ကြရကြီးပြောမနေနဲ့မပြန်လို့ရမလားနေ့အဖေလိုက်လာမှာပေါ့လာပြန်ကြမယ် ဆန်နီထိတ်လန့်စွာဖြင့်ဟန်နီလက်ကိုအတင်းဆွဲကလှည့်ထွက်ခဲ့သည်တရေတက်စီများစွာတောလာနေကြသည်ကိုသူညမဆုံရှုံရမှလောက်ကြောက်မနေနိုင်တော့ပြီသူတို့ကြားမှာအတင်းထိုးဖောက်ပြီးတင်ချိုင်းအပြင်ရအောင်သာအမြန်လျှောက်လာခဲ့လိုက်လေသည်ချစ်ကိုလည်းစိုးရိမ်ပူပန်ခြင်းစိတ်ရှုပ်ထွေးခြင်းများဖြင့်ခေါင်းကိုကုတ်ကညီမနှစ်ယောက်နောက်သို့လိုက်သွားရလေတော့၏အပြန်လန်းတွေကန္နာဘက်မှလှည့်ပြန်ကသွေးပူအောင်ခတ်တုတ်တုတ်လျှောက်ကြရသည်စန္ဒီမျက်လုံးများတွင်ကွင်းထားသောဆေးများကိုပင်လယ်ရည်ဖြင့်ဆေးကြောပုတ်ဖြတ်ရ၏အုပ်လေကောက်သို့ရောက်သောဟန်နီမှာလမ်းပင်မလျှောက်နိုင်တော့ပြီအသက်ရှူကျက်လာပြီးချောင်းများဒရက်ဆက်ဆိုးလာလေတော့သည်တကူလုံးမှလည်းရေခဲတုံးကဲ့သို့အေးဆက်နေလေသည်ဟန်နီကိုနှွေးထွေးလာအောင်ခြေလက်များကိုစန္ဒီနှင့်ချစ်ကိုတို့ကပုတ်တက်ပေးကြရသည်စန္ဒီကသူ့လက်များဖြင့်ဟန်နီကိုထွေးပွေကချစ်ကိုကဘေးမှတွဲရင်းအုပ်လေကားများကိုခက်ခက်ခဲခဲတက်ခဲ့ကြရသည်နည်းနည်းတက်လိုက်ခဏနားလိုက်ဖြင့်လေကားထိပ်သို့ရောက်တော့ဟန်နီမှာတနာစပွဲခွေပြော့ပြော့လေးသာရှိနေတော့သည်စန္ဒီလည်းယူမတက်ပူပန်မိကဘာဆက်လို့ရမှန်းမသိတော့ပြီထိုအခါချစ်ကိုကအခြေအနေကိုအကဲခတ်ကဘာမပြောညာမပြောနဲ့ဟန်နီလေးကိုကောက်ချီပြီးအိမ်ဘက်သို့ပြေးပါလေတော့သည်အိမ်ရောက်တော့ဧကန်တွေစကားပြောနေကြသောလူကြီးများကချစ်ကိုမျက်စိမျက်နှာပြက်ကပွေ့ချီလာရသောဟန်နီအခြေအနေကိုမြင်လိုက်သည်နှင့်ချက်ချင်းသဘောပေါက်သွားကြသည်စူပူမင်းမြတ်မှုများကိုဘာမှမလုပ်နိုင်ပေဦးတင်ထွန်းသည်ဟန်နီကိုချစ်ကိုလက်ထဲမှလက်ပြောင်းယူကအိတ်ခမ်းထဲသို့ချီပြေးရလေတော့သည်ဒေါ်ပူစုလဲနောက်မှအပြေးကလေးလိုက်သွားသည်စန်နီလဲမောကြီးပန်းကြီးဖြင့်အိတ်ထဲရောက်လာသည်ဦးပေါင်ဝက်ကသူ့သားကိုမီးဝင်းတောက်သောမျက်လုံးများဖြင့်ဒေါသတကြီးကြီးက ဟိကောင်မင်းတော်တော်ပြဿနာလုပ်ပါလားအေးအိမ်ရောက်မှမင်းငါနဲ့တွေ့မယ် ချစ်ကိုမျက်လုံးလေးပြုတ်ကခေါင်းကပြယုံပဲတက်နိုင်တော့သည်သူ့ဖေဒေါသကိုမြင်သည်နှင့်ပင်အတန်မထွက်နိုင်တော့ပြီစန်နီကအမောပင်မဖြေအားပဲဝင်တားရသည် မဟုတ်ပါဘူးဦးလေးရဲ့ဟန်နီကယောဂရှိရဲ့တခါအဲ့လိုပဲအမောဖောက်တက်လို့ပါအခုချစ်ကိုအမြဲချီပေးလာလို့တော်သေးရဲ့ စန်နီစကားကြောင့်ဥပောင်ကနည်းနည်းစိတ်အေးသွားသလိုဒေါသလည်းနည်းနည်းလျော့သွားသည်ဒေါ်နိုင်ကလည်းစိုးရင်သောမျက်နှာဖြင့်ဝင်မေးသည် ကလေးမလေးအဆင်ပြေပါမလားစေကမသွားအောင်လားဟိုဘက်နှလန်းကြောက်မှတည်ရှိတယ် ဟုတ်ရရဲ့ဒေါ်ရင်နိုင်ဟန်နီဒီလိုဖြစ်လာရင်ဆေးသွေးနေကြပဲတမီးဝင်ကြည့်လိုက်အောင်မယ်နော် စန်နီအခန်းထဲပြေးဝင်သွားတော့ဧကန်ထဲတွင်ဧည့်သည်သားအဖ3ယောက်သာကြံရစ်ခဲ့လေ၏ဥပောင်ဝက်ကတော့သူ့သားကိုတိတ်ယုံကြည်ဟန်မပြ ဟိကောင်မင်းနော်ငါတီးတယ်ဒီကိစ္စမှလည်းမင်းစနကအနေနဲ့များပါကိုပါရမယ်အေးငါတီးရလို့တော့မင်းမလွယ်ဘူး ချစ်ကိုစိတ်ညစ်ညူးစွာထိုင်နေမိတော့သည်ဘာမှလည်းမငင်းကျင်တော့ပြီသူ့စိတ်ထဲတွင်ဟန်နီလေးဘာမှမဖြစ်ပါစေနဲ့ဟုပဲဆုတောင်းနေမိလေတော့သည်10မိနစ်ခန့်ကြာမှဦးတင်ထွန်းပြန်ထွက်လာသည်ဧည့်သည်များကစိုးရိမ်သောမျက်နှာများဖြင့်ဟန်နီလေးအခြေအနေကိုမေးကြသည် တော်သေးတာပေါ့ဗျာချစ်ကိုချီပြီးပြေးလာပြီလို့ပဲမဟုတ်ရင်တမီးလေးအသက်ရှူတက်ပြီးတော့အသက်အန္တရာယ်ထိခိုက်နိုင်တယ်ကျေးဇူးပါမောင်ချစ်ကိုရဲ့ ဦးတင်ထွန်းစကားကြောင့်ချစ်ကိုစန်နီကိုကြိတ်ပြီးကျေးဇူးတင်လိုက်မိသည်စန်နီသူ့ဘက်မှကပြောပေးခြင်းကြောင့်လက်ကြောင်မိဘေးမှလွတ်ရပြီမဟုတ်ပါလားဥပောင်ဝက်ကဝင်မေးသည် ကလေးမလေးတက်တာသွားပြီလားဗျဘယ်လိုဖြစ်သွားတာလဲသမီးငယ်ကမွေးကလေးကအသက်ရှူတန်းကြောင့်ယောဂရှိတယ်ဗျကျွန်တော်တို့လည်းဘလောက်ကုံကုံဆိုပြီးကုတာပဲဒါပေမဲ့သူ့အသက်ကိုမသေးအောင်ဆွဲဆန့်ထားရုံပဲတက်နိုင်တယ်ပေါ့ဗျာယောဂပြောက်အောင်တော့ကုလို့မရနိုင်ဘူးတဲ့အဲ့ဒီလိုပဲအခက်မသိရင်ချောင်းနေဆိုးပြီးတော့အသက်ရှူကျက်လာရောအဲ့ဒီခါကျရင်သူ့ကို drip ချစ်ပြီးဆေးသွင်းပေးလိုက်မှပြန်သက်သာသွားတာနည်းနည်းကြာသွားရင်အသက်ပါနိုင်တယ်လို့ဆရာဝန်ကသတိပေးထားတယ်တော်သေးတာပေါ့ဗျာအခုတော့အချိန်မီဆေးသွင်းနိုင်တယ်လို့စိတ်မပူရတော့ပါဘူးအဲ့ဒါကြောင့်မောင်ချစ်ကိုကျေးဇူးတင်ရမယ်လို့ပြောတာ ထိုအခါမှဥပောင်ဝတ်တို့လည်းစိတ်အေးသွားရလေတော့သည်ထို့နောက်ဧည့်သည်များလည်းအလိုက်တတိဖြင့်နှုတ်ဆက်ကပြန်သွားကြလေတော့သည်ဦးတင်ထွန်းလည်းအခန်းထဲပြန်ဝင်ခဲ့သည်အိပ်ပျော်နေသောသမီးငယ်၏ဘေးတွင်ဇနီးနှင့်သမီးကြီးစန်နီကိုတွေ့ရ၏သမီးကြီးခြေလက်သွားဆေးလိုက်အောင်လေညီမလေးကတက်တာသွားပါပြီဘာမှဖြစ်တော့သမီးလေးနားရင်တော့နာတော့နော်ဖေးဆက်ကြည့်ထားလိုက်မယ် စန်နီချီလက်တန့်စင်စေကြောပြီးအခန်းရှိရာတက်လာခဲ့သည်
စိတ်ပင်ပန်းမှုများစွာဖြင့်ကရင်ပေါ်ခြေပြစ်လက်ပြစ်လှဲချလိုက်ရ၏ထိုညကတော်တော်နှင့်အိမ်မပြောတခါမှမကြုံဘူးသောထိတ်လန့်စရာကြောက်ရွံ့စရာအတွေ့အကြုံများကအိပ်၍မပြောနိုင်အောင်ရှိနေစေတော့သည်မျက်လုံးများကိုမှိတ်လိုက်လျင်လဲပုံတရံအမျိုးမျိုးဖြင့်တွာလာလှုပ်ရှားနေကြသောတရေသစီများ၏ပုံရိပ်များကပေါ်လာကြလေတော့သည်အိမ်မယားမြင့်အတူတူစနီအိပ်ရပေါ်ပြန်ထထိုင်လိုက်ရသည်မွန်ကျက်ပိတ်လောင်နေသောခန်းစားချက်များကြောင့်အိပ်ရဘေးကပ်နေသည့်ပရင်ပေါက်ကိုဖွင့်ကာအပြင်သို့ကြည့်မိလိုက်သည်ထိုအခါမိမိတို့ခြံတွင်ရှိတစ်ပင်ကြီးပေါ်မှမှောင်မဲနေသောတစ်ကိုင်းတနေရာတွင်အလင်းရောင်များထွက်နေသောမျက်လုံးကြီးတစ်စုံကသူမကိုမမိတ်မတုံစိုက်ကြည့်နေသည်ကိုကြက်သိန်းတစ်ဖြန်းဖြန်းထလာအောင်ကြောက်ရွံ့စပွဲမြင်လိုက်ရလေတော့သည်တရေကျော်အခန်းကားမှာတော့တရေဆိုတာတကယ်ရှိမှလက်ခံလိုက်ရတဲ့စံနီတယောက်မိမိနေထိုင်ရအိမ်လေးမှာလေထူးခြားမှုတွေဇက်တိုက်ကြုံတွေ့နေရတဲ့အခါဘလို့ရင်ဆိုင်မလဲအဖျားကြီးပြီးနေမကောင်းဖြစ်နေတဲ့ဟန်နီလေးရောမြန်မြန်တက်တာလာမလားအခြေအနေပိုဆိုးလာမလားဆိုတာကိုစောင့်မျှော်နားဆင်ရမှာပဲဖြစ်ပါတယ်စန်ဒီအွန်ရဲ့တင်ဆက်ပေးနေတဲ့အစီအစဉ်လေးကိုစိတ်ဝင်စားတယ်ဆိုရင် channel လေးကို subscribe လုပ်ထားပြီးအားပေးနားဆင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်